ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဂမ်ဘီယာ channel ကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေဗျကျွန်တော်ရဲ့ channel မှာတော့ဂမ်ဘီယာကိုယုံကြည်တဲ့ပရိသတ်တို့တဲ့ဂမ်ဘီယာနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒတွေဂမ်ဘီယာနဲ့ပတ်သက်တဲ့ဇလံကောင်းလေးတွေနဲ့လောကီခက်ခဲတွေကိုဖြည့်ရှင်းပေးသွားမယ့်အဆောင်ရရာကောင်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ဒီနေ့မှာတော့ဂမ်ဘီယာရဲ့ပရိသတ်တွေအတွက်ပထမန်ဘိုးဘိုးအောင်ရဲ့သမိုင်းကိုပြောပြတင်ဆက်ပေးကြပါမယ်ဟုတ်ကဲ့ဆိုတော့အစီအစဉ်လေးကိုမစတင်ခင်မှာ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာဗီဒီယိုအသစ်တင်တိုင်းမှာသိရဖို့ကတော့ဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့လိုပါလိမ့်မယ်ဗျာဘိုးဘိုးအောင်ကတော့တောင်တွင်းကြီးမြို့လက်ပံရှိရွာအဖဦးဘုံမြင့်ညိုဆန်အမိဒေါ်မင်းငင်းရာတို့မှမွေးဖွားလာသူဖြစ်ပြီးသား3ယောက်သမီး1ယောက်ပေါင်း4ယောက်မှာဒုတိယမြောက်သားဖြစ်ပါတယ်မိဘနှစ်ပါးကလက်ပံရှိရွာကတကုံနိုင်ကုန်းကြီးရွာကိုပြောင်းရွှေ့လာကြပြီးတော့ဘိုးဘိုးအောင်ဟာငယ်ဘဝအဲ့ဒီရွာမှာရှိတဲ့ကျင်းနီကျောင်းဆရာတော်ရဲ့ကျောင်းမှာပညာသင်ကြားခွင့်ရခဲ့ပါတယ်။ကျင်းနီဆရာတော်မှာအိမ်မက်အရာကျင်းနီပရပိုက်တစ်ခုရရှိထားပြီးအဲ့ဒီပရပိုက်မှာတော့အင်းအိုင်စမနီးတွေကိုရေးတင်လို့ထားပါတယ်။ကာလတန်းကြားတဲ့အခါမှာကျင်းနီဆရာတော်ပြန်လွန်တော်မူပြီးကြံခဲ့တဲ့တပည့်ကြီး၃ပါးမှာဝါကြီးတဲ့ဦးလက္ခဏာကကြောင်းထိုင်ခဲ့ရပါတယ်။ကျန်တဲ့ဦးစင်းတစ်ပါးကကျန်တဲ့ပရိဘောဂတချို့ကိုခွဲဝေယူရပြီးတော့ဒီချိန်မှာရေငက်လို့ရေတောက်ဖို့ကြောင်းမော်တက်လာတဲ့မောင်အောင်နောက်ခါမှာအဘဘိုးအောင်ကိုဦးလက္ခဏာကမင်းကလည်းအမွေရတိုက်တယ်ဆိုပြီးညစ်ပင်နေတဲ့ခေါင်းအုံးကြီးကိုကြည်စဲတဲ့သဘောနဲ့ပြစ်ပေးခဲ့ပါတယ်။မောင်အောင်ဟာအဲ့ဒီခေါင်းအုံးကြီးပေါ်မှာလက်ထောက်ကစာရေးလေရှိပြီးကြားတဲ့အခါမှာခေါင်းအုံးကြီးကပေါက်ပြေးစာပြုတ်လာခဲ့ပြီးတော့အဲ့ဒီခေါင်းအုံးကြီးရဲ့အပေါက်ကိုဖြဲပြီးတော့အထဲကိုစမ်းကြည့်တဲ့အခါမှာတော့ကျင်းနီပရပိုက်လေးကိုရရှိခဲ့ပါတယ်။မောင်အောင်ဟာကျင်းနီပရပိုက်ပေါ်မှာအင်းစမအတက်ပညာကိုလေ့လာတဲ့အခါတစတိုးတက်လာခဲ့ပြီး၄ခွက်အင်းကနေ64ခွက်အင်းထိနိုင်နှင်းပေါက်ရောက်လာခဲ့ပါတယ်။တပြေးပြေးထူးခြားလာတဲ့မောင်အောင်ကိုတောင်တွင်းကြီးမြို့ဝင်းမင်းကဖမ်းဆီးစစ်ဆေးတဲ့အထိဖြစ်လာခဲ့ပြီးဒါကြောင့်ပဲမောင်အောင်တို့မိသားစုဟာအင်းကြီးရွာကိုရုပ်ဖြက်ပြောင်းရွှေ့လာခဲ့ရပါတယ်။အင်းကြီးရွှေရောင်ရှင်ဖျားမှာရှိတဲ့ဆရာတော်ထံမှာမောင်အောင်ဟာရှင်သာမဏေပေါင်းကိုဝင်ခဲ့ရပြီးတော့အဲ့ဒီဘုရားနီးကမောင်အောင်ဟာကြီးပရပိုက်တဆူထက်မှန်ရရှိခဲ့ပါတယ်။ဒီကစလို့မောင်အောင်ဟာတိုးရင်းမာသာနေပြီးတော့ထွက်ရက်ပေါက်လုပ်ငန်းတွေကိုသာအာယုံဆိုင်မနာမနေကြိုးစားအားထုတ်ခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့တရေခေတ္တရာပြည်မြို့အနီးတစ်ဝိုက်မှာရှိတဲ့တောတောင်ရှုံမြောင်းဒီမှာမောင်အောင်ဟာတင့်ကြံနေထိုင်လို့သာနေခဲ့ပြီးတော့ပြည်မြို့မှာလှည့်လေကဘုရားတွေကိုလိုက်လံဘူးမြော်နေတော့အပေါင်းအသင်းမိတ်ဆွေ2ယောက်အသစ်ရရှိခဲ့ပါတယ်။မောင်မြတ်ကြီးနဲ့မောင်ဝိုင်းတို့ဖြစ်ကြပြီးတငယ်ချင်း3ယောက်ဟာနောက်ခါမှာ1ယောက်ကောင်းစားရင်1ယောက်မဆာစတန်းလို့ဂတိပြုခဲ့ပါတယ်။နောက်မှာတော့မောင်ဝိုင်းဟာဘိုးတော်ဦးဝိုင်းဆိုတဲ့ပွဲနာမည်နဲ့အမရဘုရားမြို့တစ်ကိုတီကာရှင်ဘီရင်ဖြစ်အုပ်ချုပ်နေခဲ့ပြီးဦးအောင်ဘိုးဘိုးအောင်ရဲ့စမတကိုအင်းတကိုအကြောင်းကတော့တနေ့တခြားအံ့ဩဖွယ်ရာကောင်းတဲ့ကောင်းလာခဲ့ပါတယ်။ကြောကြားတဲ့ကြောကြားလာခဲ့ပြီးရှေးမြမပင်ကြီးရဲ့ထုံးစံတိုင်းသူရဲကောင်းပေါ်လင်မြောက်စားချင်းမြင်ယာတူးပေးဖို့မစင်စားပဲနဲ့အဲ့ဒီလူကိုတက်ဖို့ဖမ်းဖို့သာစဉ်းစားလာခဲ့ပါတယ်။စဉ်းစားတဲ့အတိုင်းလဲနန်းတော်တွေမှာမောင်အောင်ရောက်တာနဲ့တက်စေအမိတ်ထုတ်လာပြီးမောင်အောင်ဟာငါ့ကိုတက်ဖို့နေနေတသားငါရေးတဲ့ဝါလုံးကိုပြက်အောင်ဖျက်လို့ခိုင်းလိုက်ပါတယ်။ဝါတစ်လုံးကိုဖျက်ရင်နှလုံးကိုဖျက်လိုက်ရင်လေးလုံးနောက်ဆုံးတော့နန်းတော်တစ်ခုလုံးမှာဝအခရာတွေသာပေါ်လာခဲ့ပါတယ်။ဒီကမှဘိုးတော်ဦးဝိုင်းကမောင်အောင်ဘိုးဘိုးအောင်ကိုမှားပါတယ်လို့ဝင်ချတောင်းပန်ရပါတယ်။မောင်အောင်လည်းထီးရိပ်နှမ်းရိပ်ကထွက်လို့ဒီနေ့ချင်းထိမဆာနိုင်သူကုညီနိုင်သူတွေကိုဘိုးဘိုးအောင်နာမည်နဲ့ကုညီမဆာလို့သာသနာရေးကိုအလေးထားပံ့ပိုးလာခဲ့ပါတယ်။ဟုတ်ကဲ့အခုပြောပြပေးခဲ့တာကတော့ပထမန်ဘိုးဘိုးအောင်ရဲ့အတူကျုပ်အထုပ်ပတ်တိအချင်းပဲဖြစ်ပါတယ်။ပထမန်ဘိုးဘိုးအောင်ရဲ့တကူစွမ်းအင်တွေကတော့ဘိုးဘိုးအောင်ဟာကုန်းပေါင်ခေဦးပိုင်းနှစ်ပေါင်း200ကျော်လောက်ကပထမန်တက်နဲ့ထွက်ရက်ပေါက်သူဖြစ်တယ်လို့ဆိုပါတယ်။ဘိုးဘိုးအောင်မှာတော့ငယ်တငယ်ချင်း1ယောက်ရှိပြီးနာမည်ကဦးဝိုင်းဖြစ်ပြီးတော့တတိယမြန်မာနိုင်ငံကိုထူထောင်သူအလောင်းဖျားဦးအောင်စေရရဲ့စတုထသာဘိုးတော်ဦးဝိုင်းဘိုးတော်ဗဒုံမင်းမှာပထမန်ဘိုးအောင်ဟာဝါတစ်လုံးကနေနှလုံးဖြစ်အောင်တက်နိုင်ရမကဘယ်လုံးမှတက်လို့မသေးဘူးလို့ဖော်ပြကြပြီးဘိုးအောင်ဟာမတင်သောအကြံစီကြံစီတယ်လို့တန်တရားရှိတာကြောင့်ဘိုးတော်ဦးဝိုင်းဗဒုံမင်းကကွက်မြက်စေခဲ့ပါတယ်။ဒါပေမဲ့လည်းမတီးပဲရှိတယ်လို့ဆိုပြီးဘိုးအောင်ဟာပထမန်ဘိုးအောင်မှာပထမန်ထွက်ရဲ့ဂိုင်းကြီးရဲ့အကြီးကဲခေါင်းကျုပ်လေးဖြစ်ပြီးတော့ပထမန်ဂိုင်းဆိုတာကလည်းမြန်မာရာဇဝင်မှာဘိုးတော်အိုဝိုင်းအုပ်စိုးစဉ်အချိန်ကအလွန်ကိုမှအစွမ်းထက်တဲ့
ပထမန်ဘိုးဘိုးအောင်ပေါ်ပေါက်လာတဲ့ချင်းကားစလို့ပေါ်ပေါက်လာခဲ့တာဘိုးဘိုးအောင်တချင်းတွေဘိုးဘိုးအောင်ကိုတင်စားတဲ့တီးတချင်းတွေပေါ်ပေါက်လာတဲ့အထိမြမာရီရဲ့ဂျားထဲမှာဘိုးဘိုးအောင်ရဲ့ဩဇာတကယ်မှကြီးမားခဲ့ပါတယ်ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဟာယတနာသုံးပါးကိုအထွတ်မြတ်ထားကိုးကွယ်စည်းကပ်လေးရှိပေမယ့်လူများကပထမန်ဘိုးဘိုးအောင်ကိုလူချင်းမိဘဆရာသခင်တယောက်လိုယိုသေးလေးစားအားကိုးမှုရှိတယ်လို့ဆိုပါတယ်ဘိုးတော်ဦးဝိုင်းဟာဘိုးဘိုးအောင်ကိုတာမကနန်းတဲဆာမှာထင်းတဲ့အနေကြောင့်မြန်မာသမိုင်းမှာထင်ရှားတဲ့မြန်မာစစ်သူကြီးဝင်းကြီးမဟာတိဟသူရစတဲ့မင်းဆွေမင်းမျိုးမင်းမှုတန်းကောင်အမြောက်များကိုတန်နေရရှိတာကြောင့်ပြိုင်ဘက်လိုယူဆတန်နေရရှိပြီးကွက်မြက်တုတ်တင်ခဲ့ပါတယ်ဘိုးအောင်ကိုအကြောင်းပြုလို့ဘိုးတော်ဦးဝိုင်းဟာဗုဒ္ဓဘာသာသာသနာရေးဘက်မှာအထူးဂရုပြုကာဆောင်ရွက်တော်မူခဲ့ပြီးပြိုကျပျက်စီးထင်ရှားနေတဲ့ဖျားစေတီတော်များကိုလည်းအသစ်တွေကရွှေထီးတင်လိုတော်မူခဲ့ပါတယ်။အနောက်အိန္ဒိယမစ္စည်းမဒေသတိုင်းပြည်အရရက်ကိုလည်းမူးမဲ့အရာရှိတွေကိုပညာတော်သင်ဖြင့်အချင်းချင်းဆေးလို့ကလောကီလောကုတ္တရာကျမ်းတွေဈေးကျမ်းတက်ကျမ်းဘေးဒင်းကျမ်းတွေအကျင့်သိက္ခာနဲ့ဆက်တဲ့ကျမ်းတွေနာဂရီတက္ကရာဘာသာတို့ဖြင့်ရေးသားထားသောကျမ်းပေါင်း100ကျော်ကိုရှာဖွေစုဆောင်းပြီးမြန်မာဘာသာပြန်ဆိုစေခဲ့ပါတယ်။နိုင်ငံတော်တွင်အရက်သီးစားတောက်စားခြင်းတားကြီးငါးကြီးတို့ကိုတက်ပြက်ရောင်းချခြင်းတွေကိုတားမြစ်တော်မူခဲ့ပါတယ်။စကိုင်းအိမ်တော်ရမှာရှိတဲ့အောင်မြင်လောကစေတီတော်အေယာရီမီရဲ့အနောက်ဘက်ကမင်းကုန်းစေတီတော်မှာဘိုးတော်ဘုရားရဲ့ကောင်းမှုတော်တွေဖြစ်ပြီးတော့မင်းကုန်းစေတီတော်ကြီးမှာဒုတဲ့ကြီးမားလွန်ပြီးပြီးဆုံးသည့်တိုင်အောင်မတီးဆောက်နိုင်ဖြစ်ခဲ့ရပါတယ်။မင်းကုန်းစေတီတော်နီးမှာပိတ်တာ95,955ပိတ်တာလောက်အလေးချိန်ရှိတဲ့မင်းကုန်းခေါင်းလောင်းတော်ကြီးကိုလည်းဘိုးတော်ဘုရားကတွန်းလှုပ်လှူဒန်းတော်မူခဲ့ပါတယ်။တိုင်းပြည်ဝါပြောစီပင်ကစာပေနဲ့သာသနာရေးထွန်းပြောင်စေခဲ့ပါတယ်။တာယာရီမင်းဟာပုံကံမှုကြံစီတယ်လို့စက်ကြာမင်းသားလေးကိုတန်ရရှိတာကြောင့်ရေးချကွက်မြက်ခဲ့ပေမယ့်ပထမန်ဘိုးဘိုးအောင်ကဲမတာကြောင့်မတည်ဘူးလို့ဆိုပါတယ်။ညောင်ရဲမင်းသားစက်ကြာမင်းသားလေးရဲ့ကေတင်ရှင်ဖြစ်ပထမန်ဘိုးဘိုးအောင်ကိုယုံကြည်ကြပြီးတော့ဘိုးတော်ဘုရားဘိုးတော်ဦးဝါရဲ့မြစ်တော်စက်ကြာမင်းသားဟာဘိုးမင်းခေါင်ရဲ့ဘဝဟောင်းပုံရိပ်တွေဖြစ်တယ်လို့လည်းဆိုကြပြန်ပါတယ်ဗျာ။ဟုတ်ကဲ့တစ်ဆက်ထင်းပါပဲပထမန်ဘိုးဘိုးအောင်ရဲ့ပထမန်ဂါရာတော်ကြီးကိုလည်းမျှဝေပေးလိုက်ရပါတယ်ဗျာ။ပထမန်ဂါတော်ကြီးရဲ့လေးဘိတ်ကတော့မြန်မာနိုင်ငံမှာအလွန်ကိုကြော်ကြားလာတဲ့ပထမန်ဘိုးအောင်ရွတ်ဆိုပရိစေခဲ့တဲ့မန္တန်တော်ကြီးပဲဖြစ်ပါတယ်။ BND ကင်းဝေးစေတဲ့အလုတ်ကန်အကျံစီအထမြောက်အောင်မြင်တတ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့မှတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုလည်းပရိသတ်တို့ကစိတ်ဝင်စားနိုင်မယ်လို့ယုံကြည်ပါတယ်ခင်ဗျ။ဂမ်ဘီယာနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့သိချင်တဲ့အကြောင်းအရာလေးတွေရှိရင်လည်းကွန်မန့်မှာရေးသားနိုင်ပါတယ်။ရှာဖွေတင်ဆက်ပေးသွားပါမယ်ခင်ဗျ။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးသူတို့များကံတွေများအားလုံးအဆအဆရရအစဉ်ပြေလို့စီးပွားလက်လာပါများတိုးတက်ကြီးပွားကြပါစေဗျာ။